ဂျပန်နိုင်ငံရဲ့တာယာလှပတဲ့မနက်ခင်းလေးတစ်ခုမှာပေါ့မေလေးကတော့တငယ်ချင်းတွေနဲ့အတူပုံးတန်းကစားရင်းအလုရှုပ်နေခဲ့တယ်သူမရဲ့မိခင်ဖြစ်သူအာစီကတော့ဈေးမသွားခင်အိမ်ကအရာရာကိုစစ်ဆေးခဲ့ပါတယ်ဓားတွေကိုဘေးကင်းအောင်တင်ထားတဲ့ခလုတ်ကအစရေချိုးကန်ဖုံးဆုံးတစ်ခုမကြံပေါ့အချိန်ကတိတ်မရတာမို့ကလေးတွေလူစုမကွဲခင်အမြန်ပြန်လာနိုင်မှုဈေးထဲမှာအသေးအတန်ဝယ်ချမ်းပြီးအိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့မေလေးကိုဘယ်မှရှာမတွေ့တော့ပါဘူးအိမ်နီးနားချင်းတွေကိုလိုက်မေးကြည့်ပေမဲ့လည်းဘာတဲ့လို့စာမှမရခဲ့ဘူးကစားပွဲပြီးသွားတဲ့ကသူမကိုဘယ်သူမှမမြင်မိကြတော့ဘူးလေဆိုရှယ်မီဒီယာအုပ်စုတွေထဲမှာအကူအညီတောင်းပေမဲ့လည်းဘာသတင်းမှတက်မလာတဲ့အခါမှာတော့ထိတ်လန့်တုန်လှုပ်မှုတွေကစတင်ဆိုးမိုးလာပါတော့တယ်ရဲတွေကိုအကြောင်းကြားလိုက်ရတယ်လို့အာစီရဲ့ခင်ပွန်းဟီကူလည်းသတင်းကြားချင်းအံ့အားသင့်တုန်လှုပ်စွာနဲ့အိမ်ကိုအပြေးလွှားပြန်လာခဲ့ရတယ်မေလေးဆိုတာကဘသူ့ကိုမှအတိမပေးပဲဘယ်မှထွက်သွားတတ်တဲ့ကလေးမျိုးမှမဟုတ်တာရှာဖွေရေးတွေစတင်လာတာနဲ့အမျှစိုးရိမ်ပူပန်မှုတွေကရင်ထဲမှာအတိုင်းထက်အလွန်ဖြစ်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲဟီကူကအိမ်ထဲမှာရှိနေသေးတဲ့မေလေးရဲ့ဖက်နှက်လေးကိုသတိပြုမိသွားတယ်။ကလေးကအိမ်ထဲမှာပဲရှိနေတာလားဆိုတဲ့ကြောက်စရာကောင်းတဲ့အတွေးကြီးကခေါင်းထဲဝင်လာခဲ့တာပေါ့။အာစီဟာစိတ်ကိုတည်ငြိမ်အောင်ဖြောရည်တစ်ခွက်တောက်ဖို့ကြိုးစားရင်းအမှားယွင်းတစ်ခုဖြစ်ခဲ့ပြန်တယ်။လက်ထဲကဖန်ခွက်ကိုဒီအတိုင်းထားခဲ့ပြီးအဝိရှော်ဆက်စီကိုတွားမိလိုက်တာပါ။အဝိရှော်ဆက်ကစတင်လဲပတ်သွားတဲ့အချိန်မှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့အော်ဟစ်တန်ကြီးတစ်ခုကလေထုထဲကိုပဲ့တင်ထက်သွားခဲ့ပါတယ်။မေလေးဟာတူပုံးတန်းကစားရင်းအဝိရှော်ဆက်ထဲမှာပိတ်မိပြီးအသက်ရှူချက်ကတိတ်ဆုံးသွားခဲ့ရတာပါ။တနစ်တာအချိန်တွေကုန်ဆုံးသွားခဲ့ပေမဲ့အာစီကတော့ဝမ်းနဲ့ပူဆွေးမှုအရေးမဲကြီးတဲ့ကရုံးမထွက်နိုင်သေးပါဘူး။အဝိရှော်ဆက်နာကိုတော့မကက်ရဲတော့ပဲကိုပဲအပြစ်တင်နေခဲ့မိတယ်။အင်ကြီးဟာလည်းသူမရဲ့စိတ်ချနေတိုင်းပဲရှုပ်ပွားပြီးပြစ်ထားတဲ့အမိုက်ပုံးကြီးလိုဖြစ်နေခဲ့တာပေါ့။ဟီကူကကုထုံးတွေခံယူဖို့တိုက်တွန်းပေမဲ့လည်းတိုးတက်မှုကတိတ်မရှိလာပါဘူး။တနေ့မှာတော့ဟီကူရဲ့မိခင်တီရှီကိုကအာစီရဲ့အခြေအနေကိုကြည့်ပြီးစိတ်သက်သာရစေဖို့ပစ္စည်းတွေကိုမိရှုပူဇော်တဲ့ဖះเจ้าတစ်ခုရဲ့လိပ်စာကိုပေးခဲ့ပါတယ်။အာစီဟာပထမတော့တွတ်ဆုံနေပေမဲ့နောက်ရက်မှာတော့သွားဖို့သဘောတူလိုက်ပါတယ်။လာတာဆောင်ပေါ်မှာဘာသာရေးဝတ်ပြုမဲ့ပကံပြားလေးကိုကင်ပြီးအတွေးလိုနေတော့လေပြင်းတစ်ချက်ကထိုးပန်းကန်ကိုလမ်းပေါ်ကိုလွင့်စင်သွားစေခဲ့တယ်။သူမဟာပြတလဲနဲ့လိုက်ဆဲတဲ့အခါလေကသူမကိုကြီးစဲနေတယ်လို့ပါပဲ။နောက်ဆုံးမှာတော့ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုကလူတရက်စာအယုတ်ကြီးတွေကြားမှာပကံကိုပြန်တွေ့ခဲ့တယ်။အဲ့ဒီမှာပဲသူမရဲ့အကြည့်တွေကအယုတ်မလေးတရုတ်စီမှာရက်တန့်သွားခဲ့ပါတယ်။ထိုအယုတ်မလေးကမေလေးနဲ့အရန်တူနေတာကြောင့်သူမရဲ့နှလုံးသားကိုဆွဲကင်လှုပ်ရမ်းလိုက်တယ်လို့ခံစားလိုက်ရတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့အာစီဟာအရင်ကထက်စိတ်လက်ပေါ်ပါလန်းဆန်းနေပုံရပါတယ်။ထမင်းစားဖို့ပြင်ဆင်နေတော့မှပဲစပွဲပေါ်ကိုကြည့်လိုက်တဲ့အခါသူမမြင်တက်သွားရတဲ့စပွဲပေါ်မှာမေလေးရဲ့အဝတ်စားလေးတွေကိုအဲ့ဒီအယုတ်မလေးမှာဝတ်ပေးထားတာကိုတွေ့လိုက်ရလို့ပါ။